နင်တို့သိလားဒီကောင်ကမိမလိုချင်လွန်းလို့တိုက်ခန်းအသက်မှာ10ရက်တောင်ပိတ်မိသွားတာရဲ့ဘသူမှလည်းမကယ်နိုင်ဖုံးကလည်းအားကုန်နောက်ဆုံးမှာအသက်ရှင်ဖို့အတွက်ပိုးဟတွေပရွက်စိတ်တွေကိုပါအရှင်လက်လက်ဖမ်းစားခဲ့ရတာဘလို့ဖြစ်တာလဲဆိုတာငါအသေးစိတ်ပြောပြမယ်နားထောင်ကြည့်အောင်သူ့နာမည်ကရှော်ရတဲ့မွန်ပိုင်းမှာ call center လုပ်တာပေါ့သူကနူရီဆိုတဲ့ကောင်မလေးကိုတစ်ဖက်တာချစ်နေတာလေဒါပေမဲ့ကောင်မလေးကနောက်2ရက်ဆိုရင်သူများနဲ့လက်ထပ်ရတော့မှရှော်ရကတတိမွေးမီဖုံးဆက်လိုက်တော့မှသူတို့ရင်းနှီးသွားကြတာသူကငါနဲ့လိုက်ခဲ့ပါလို့တိုက်တော့ကောင်မလေးကနင်တိုက်ခန်းအသက်ရှာနိုင်ရင်ငါလိုက်ခဲ့မယ်လို့ဂရိပေးလိုက်တယ်ရှော်ရခမရလဲဥရဖားရပေါ့ပတ်စံကမရှိတော့ဈေးပပေါ့နဲ့ရတဲ့35ရာမြင့်နဲ့တိုက်တစ်ကြီးကအခန်းတစ်ခန်းကိုတွားငှလိုက်တာအဲ့ဒီတိုက်ကပြဿနာရှိလို့ဘသူမှမနေကြဘူးအောက်ထောင်မှာကင်းဆောင်တဲ့လောက်ပဲရှိတာသူကကောင်မလေးကို surprise လုပ်ချင်လို့တယောက်တည်းအရင်သွားပြီးတန့်ရှင်းရေးလုပ်နေတာပေါ့ဒါပေမဲ့ဟဲ့တိုက်ဆိုင်ပုံကလေနောက်တနေ့မနက်အပြင်ထွက်ဖို့လုပ်တော့ဖုံးမေဟေလို့အခန်းထဲပြန်ဝင်တဲ့အချိန်မှာတော့ကတကားအပြင်ဘက်မှာကြမ်းခဲ့ပြီးတကားကဝုန်းကနေပိတ်သွားရောအထဲမှာတော့ရှော်ရတယောက်ထဲအစကတော့သူလည်းမပူသေးဘူးပေါ့တကားကိုနီးမျိုးစုံလဲတွန်းကြည့်ဖြတ်ကြည့်သေးတယ်ဒါပေမဲ့တကားကတန်တကားကြီးလေဘလို့မှဖွင့်မရအောင်သူ့ဖုံးကလည်းအားကကုံကာနီလိုင်းကလည်းမမီမမိသူ့အသေးအတန်ဖုံးဆက်ပြီးလိပ်စာပြောမလို့လူတုံးပါပဲဖုံးကပိတ်သွားရောအဲ့ဒီမှာတင်သူစပြီးကြောက်လာ35ဒါဆိုတဲ့အမြင့်ကြီးမှာလေလမ်းပေါ်ကကားတန်တွေကလည်းစုညံနေတော့သူအော်ဟင်နေတာကိုဘသူမှမကြားဘူးဝဲသူ့ဗရန်ဒါကနေလက်ဖောက်တီးပြတယ်အော်တယ်ဒါပေမဲ့အောက်ကလူတွေကပရွက်စိတ်လေးတွေလိုပဲဘသူမှမောက်မကြည့်ကြဘူးရက်တွေကြာလာတော့အစားအစာနဲ့ရေကပြက်ပြီလေနင်စဉ်းစားကြည့်အောင်ပိုက်စာလွန်းလို့အခန်းထဲကသွားတိုက်စိတ်ကိုတောင်စားရတာနောက်တော့အခန်းထဲကပရွက်စိတ်တွေပိုးဟတ်တွေကိုပါအရှင်လက်လက်ဖမ်းစားရတော့တာပဲရေငေါက်တာကတော့အစိုးဆုံးပေါ့ရေငေါက်လွန်းလို့ကို့စီကိုပြန်တောက်ပေးမိလေချက်ချင်းပြန်အန်ထွက်သွားတယ်တဲ့ကြားယုံနဲ့တင်အသေးရစီရကြီးတခါမှမိုးရွာချလိုက်တော့သူကရေခဲတထားတဲ့ကဘန်တွေပုံတွေနဲ့မိုးရေကိုအသေးအတန်ဆူဆောက်ရတာအဲ့ဒီရေလေးကပဲသူ့ကိုအသက်ဆက်ပေးခဲ့တာပေါ့တခါကြတော့လေခိုးတကောင်ရောက်လာတော့ခိုးကိုအရှင်လက်လက်တက်ပြီးအစိမ့်လိုက်စားဖို့စ조사ရတဲ့အထိစိတ်ပစ်စီရကောင်းခဲ့တာသူအကူကြီးကောင်းပုံကလည်းအမျိုးမျိုးပါပဲကတ်ထူပြားတွေပေါ်မှာ help ဆိုပြီးစာရေးပြီးဝရန်ဒါကနေလွှန်းပစ်တယ်အမျိုးသမီးတယောက်ကတွေ့ပြီးလာကြည့်သေးတယ်ဒါပေမဲ့အောက်ကကင်းဆောင်ကဒီတိုက်မှာလူမနေဘူးလို့ပြောလိုက်တော့အဲ့ဒီအမျိုးသမီးကပြန်သွားရောရှော်ရခမရလဲအပေါ်ကနေငိုပြီးကြည်နေရတာပေါ့နောက်ဆုံးအချက်ပြားဟောမွေရတွေကိုမီးရှို့လိုက်သေးတယ်ဒါပေမဲ့အောက်ကလူတွေကအမိုက်ရှို့တာလို့ပဲထင်ပြီးဂယုမဆိုင်ကြဘူးမြို့ပါကြီးကလူတွေကတကယ်ကိုအေးစာလွန်းနေနော်ဒါပေမဲ့သူကလက်မလျှော့ဘူးတန်ပြောင်းသေးလေးတစ်ခုနဲ့ဝရန်ဒါကတန်တိုင်ကိုရပ်ပေါင်းများစွာအဆက်မဖြတ်တိုက်ပြီးဖြတ်တာနောက်ဆုံးတန်တိုင်ကျိုးသွားတော့အာအင်ကုန်ခံရဲ့ခန္ဓာကိုယ်နဲ့32ထပ်ကနေအပြင်ဘက်တန်တိုင်တွေအတိုင်းတွဲဆင်းခဲ့ရတာနင်စဉ်းစားကြည့်အောင်အမားတစ်ခုလုံးမိရင်အသက်ပြောင်မဲ့အခြေအနေမှာသူ32ထပ်ကဝရန်ဒါအထိဆင်းပြီးအထဲကိုခုံဝင်နိုင်ခဲ့လို့လွတ်လာခဲ့တာဒါပေမဲ့လွတ်လာပြီးတော့လဲပိုဆိုးတယ်သူဆေးရုံကဆင်းပြီးနူရီစီပြေးသွားတာပေါ့ဒါပေမဲ့နူရီကနောက်တစ်ယောက်နဲ့လက်ထပ်သွားပြတာရှော်ရကသူ့ကိုဖြစ်သွားတာလူထင်သွားတာလေအဆိုးဆုံးကလေသူ10ရလုံးလုံးပြောင်းနေတာကိုသူ့တငယ်ချင်းတွေလှုပ်ဖို့ကိုင်းတွေကတယောက်မှသတိမထားကြဘူးလူတွေကြားမှာနေပေမဲ့ငါတို့အားလုံးဟာတကယ်တော့တယောက်သေးပါလားဆိုတဲ့ဒီမျိုးပါရဲ့အထီးကျန်မှုကိုတွေးကြည့်ရင်ငါတောင်မှရင်ထဲမှာတဆွတ်သွားတာညီတို့တော့ရှော်ရနေရမှာဆိုရင်ဘယ်လိုလုပ်မလဲကောမန့်မှာပြောခဲ့အောင်နော်